vlog လေးကတော့ Saturday Sunday holiday ပေါ့နော် JB သွားတဲ့ vlog လေးပါဒီ JB သွားတာကကြတော့ window တက်ကအရင်အခုအဆင်ပြေတယ် window တက်အောက်ကနေပဲ bus ကားစီးရပြီးသွားရင် Woodland checkpoint ကိုတစ်ခါရောက်တယ်Woodland checkpoint ရဲ့နေမှာ bus ကားပြန်ပြောင်းစီးရပေါ့နော်ဒီနေ့သွားတော့ဝင်ရတကယ်ချင်းလေးလည်းပါတယ်ပေါ့နော်သူတို့မလာတဲ့ခင်ဝင်အုံဆုံး coffee ဆိုင်မှာပြန်ပြီးတော့ထိုင်ဆောင်တယ်ပေါ့နော်ဝင်တကယ်ချင်းတော့စောင်းနေနေပဲအဲ့ချိန်မှာဝင်တကယ်ချင်းလာတော့ဝင်တော့ဟာဒီလောင်မှာသွားပြီးတော့နေလေစားသွားစားရပေါ့နော်ဟာဒီလောင်က JB မှာကျတော့ပို့ပြီးတော့တန်တယ်ပေါ့နော်ပြီးတော့ပဲသွေးလေးရတယ်ပေါ့ဝင်လို့စားခဲ့တယ်ပြီးတော့ဝင်တော့ YouTube ကပေးတဲ့ဟာလေးနဲ့ဝင်တော့ဆော့တယ်ပေါ့နော်ဆော့တော့ဝင်နိုင်သွားတော့ဝင်ကတ်ဟိုတာလေးရတယ်ပြီးတော့အဲ့ခါမှာဝင်တော့နေလေ JB မှာရင်ပတ်တယ်ပေါ့နော် JB မောမှာရင်ပတ်တယ်ပြီးတော့မဝင်းက KS Hotel မှာပို့တာတော့ KS မောကိုသွားတယ်3နိုင်လောက်ဆိုတော့ check in ဝင်လို့ရပြီပေါ့နော်ဝင်းဒီခောက်ရတဲ့ခံကတော့26 floor ပေါ့ဝင် high rise ကိုယူမယ်ဆိုပြီးဝင်ကchoose ထားတော့သူက high rise ပိုင်းကိုသူကပေးတယ်အဲ့နဲ့သူ view လေးကတော့မစိုးပါဘူးအိုက်ပါတယ်ဒါကတော့ window ရေ hotel လာ lobby walkway ပေါ့နော် corridor ကနေ window ရေခံကိုလိုက်ရှာနေတာခန်းလေးကတော့မစိုးတန့်နေပေါ့နော်အဆင်ပြေတယ်ပဲပြောရမှာပေါ့နော်အခန်းလေးကသူဒါလေးကတော့အခန်းလေးရဲ့ room tour လေးပေါ့သူအခန်းလေးကမစိုးကျဲလေးကျဲတယ်ဟိုတစ်ခေါက်ကတည်းဟာဒီဇိုင်းဒီခေါက်ကပို့ပြီးတော့သက်ရှူချောင်းတယ်ပေါ့တခုမကောင်းတာတော့ brain box တွေညစ်ပတ်နေတာပေါ့နော်အဲ့ဒီကတော့မမိုက်ဘူးဒါကကြတော့ window ရေထုံထိုင်းသွားပြီးတော့အနှိပ်ခံမှာပေါ့အနှိပ်ခံတာဟိုပိုကင်မီကတော့ window ရေနောက်ဆုံးတိုက်ကားလို့မျိုးပေါ့နော်ကိုကားကို level 6ပေါ့ KS mall level 6မှာရှိရဲအဲ့ဒါ window ရေအကုန်လုံးတင်ချင်းနေအကုန်လုံးနဲ့တူတူကားသွားမောင်းမယ်ဆိုပြီးတော့သွားပြီးတော့မောင်းတာပေါ့နော်သူကတနိုင်10မိနစ်ကနေစရှိရဲ10မိနစ်16မိနစ်ပေါ့နော်window က16မိနစ်လားမသိဘူးယူလိုက်တယ်အဲ့ဒါက$10တယောက်ကို20လောက်ကြာတာပေါ့window တယောက်20ဆိုတော့40ပေါ့ပေးရတယ်မောင်းတာကတော့မဆိုးပါဘူးဒါပေမဲ့ဝင်ကတော့မမောင်းတာဝင်ကိုသူများရဲ့တိုက်တယ်ဝင်ကသူများကိုလိုက်တိုက်လိုက်နေပဲသူများရဲ့ရသူများမတိုက်ကြဘူးဟိုကိုပဲတိုက်တာကွာသူများကိုတိုက်မတိုက်သူများကိုတိုက်တယ်သူများချင်းကမတိုက်အမေနောက်ဆုံးရက်ကနေမှတော့ကိုယောက်ျားကိုတိုက်ကလန့်သွားတယ်တိုက်ပြီးစက်တိုက်နေမှကြောက်တာနဲ့16မိနစ်မပြည့်သေးဘူးတခါလေသွားပြီးတော့ဟိုပါကင်ထိုးပြီးရက်လိုက်တယ်ပေါ့နော်အဲ့ဒီကတော့အမှတ်တရပဲသူတိုက်ကမစီးရကြပြီဆိုတော့သူတိတ်တောင်မစော့တတ်တော့ဘူးပေါ့နော်အမေမစိုးပါဘူးဟို feeling သိကလေးပေါ့အဲ့နဲ့ဝင်ကအရင်ဆုံးပွဲကင်းတဲ့ကနေထွက်ပြီးတော့တင်ငင်ချင်းတွေကိုပြန်ဆောင်ဒါလေးကတော့တခြားမဟုတ်ပါဘူးကွာ blind box အရုပ်ကလေးပေါ့နော်ကိုကအဲ့ဟာမှာအဖြူအနီအနက်လာရှိရဟာမှာကိုကအဝါရောင်လိုချင်တဲ့နှခါရုပ်လေးပြကိုလိုချင်တာရတော့အရန်ကိုပြောသွားတဲ့ဟာလေးပါဒါတော့ဝင်တော့ရေ KS မော်နာမှာရှိရဲအဲ့ night market လိုမျိုးလေးနာမှာညစာသွားစားတာပေါ့နော်အခုဝင်တော့အိမ်ကြီးညစားတဲ့ဟာလေးတွေဆိုရင်153ကျပ်လောက် ordering ကိပဲကြရဲပြီးတော့ဝတ်သားတော့ဘလိုမျိုးဝတ်စုံတုံးလေးရှိတယ်အဲ့ဒါလေးလည်းကောင်းတယ်ပြီးတော့ band လေးလည်းရှိရပေါ့နော်တချင်းလေးနဲ့လေးတဖြူဖြူလေးနဲ့ပေါ့နော်အရန်ချစ်လို့ကောင်းတယ်ပေါ့နော်နောက်ခေါက်ထပ်ပြီးတော့သွားစားအောင်လည်းလို့တွေ့ထားသေးတယ်ဒါပေမဲ့ဒါလည်းတိတ်မကောင်းတာကြတော့အဲ့နားကင်ဆိုင်ရပဲအဲ့ဟိုကဗာလဲ barbecue ကတိတ်စားလို့တော့မကောင်းဘူးဝင်တို့ညစာစားပြီးသွားတဲ့အချိန်မှာဝင်တို့ grab ခေါ်ပြီးတော့ဝင်တို့hotel ပြန်တယ်ပေါ့နော်ဒါတော့ Sunday မနေ့ရောက်သွားပြီပေါ့ Sunday မနေ့မှာလည်းတပံပြန်လဲစားအောင်မှာပေါ့နော်အဲ့နဲ့hotel အောက်မှာပဲသူက mall ရှိရဲ့အဲ့ mall ထဲမှာပဲ dim sum ရှိရပေါ့နော်အဲ့ dim sum ဆိုင်လေးမှာမနေ့စာ breakfast သွားစားရပေါ့နော် dim sum လေးလည်းမစိုးစားလို့ကောင်းတယ်ဝင်ရတော့စားတော့ကြိုက်တယ်လို့ဆိုတော့အရင်ကြိုက်တယ်စားလို့အဆင်ပြေပေါ့နော်အဲ့ဒီအတော့စားလိုက်ခဲ့ပါတယ်မ
နေ့စာစားပြီးတော့ဝင်တော့ဖူးမဆက်သွားလို့တယ်မနေ့ရလောက်ချင်တာပိုကင်းမရတာနဲ့ဒီနေ့မနက်မှာအဲဆန်ဒေးမနက်မှာသွားလောက်ရတယ်ပေါ့နော်ပြီးတော့လက်သေးလေးလည်းလုတ်ခဲ့တယ်လက်သေးလုတ်ပြီးတော့နေဝင်တော့ရေးစားလုံးကိုပဲတန်းပြန်လာလိုက်ကြတယ်စားလုံးတန်းပြန်လာချင်ဘတ်စကားပေါ်မှာဆိုလူတော်မရှိဘူးပေါ့နော်အရန်ကိုသွားလာတာအရန်အဆင်ပြေတယ်ဒါလေးကတော့စားလုံးပဲရောက်တော့မှနေ့လေစားပြန်စားတဲ့ဟာလေးပေါ့နော်ပြီးတော့မနောက်နေ့အတွက်ကိုရုံးတက်ဖို့အားမွေးပါပြီဒါလေးကတော့ဝင်ရဲ့ဒီတစ်ပတ် Saturday Sunday holiday vlog လေးပါနောက်တစ်ပတ် vlog တွေမှာပြန်တွေ့မယ်နော် bye bye